အားလုံးပဲမင်္ဂလာပါဗျာ Ryan Gaming ကနေပြန်လို့ကြိုလိုက်ပါတယ်ခုနေ့မှာတော့ Ryan တို့ကဒီ MCC တွေ6တယ်နဲ့ဒီ Diamond တွေကိုလည်းဒီမရသေးတဲ့လူတွေရှိလို့ရှိရင်ကျွန်တော်ကဒီနီးလေးတွေပြောပြရင်ပါပဲဖြစ်ပါတယ်ဗျ MCC 6လို့ရှိရင်ဒီမှာအရင်ဆုံးပေါ့နော်ဒီနီးလေးရှိပါတယ်အရင်ဆုံးနီးရကြတော့ဘာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ highlight ဒီနေ့က gameplay တွေကိုပေါ့နော်ရေးရခိုင်တဲ့လေးတွေဒီချားကိုတောင်းဝယ်ဖြစ်တဲ့ခိုင်တဲ့လေးတွေကျွန်တော်တင်ထားပြပါတယ်ဗျနောက်တစ်ခုကကြလို့ရှိရင်ဒီ event ပေါ့နော်ဒီပွဲတော်ရှင်နေဦးတင်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဘလိုတွေဖောက်လို့ရှိရင်ဘလိုတွေရမယ်ပြီးတဲ့နောက်မှာခဲရွက်တွေကဘလိုတွေခံအောင်နိုင်နေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတင်ထားပေးပါတယ်ဗျအဲ့တော့ကျွန်တော်ကဒီမှာပေါ့နော်ဒီနှစ်ပတ်တစ်ခါပေါ့နော်အမြဲတမ်းပဲပေါ့ကျွန်တော်အမြဲတမ်းစိန်နေရတယ်အဲ့စိန်နေရတဲ့နေရန်လေးကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ကဲတူတူဆက်ပြီးတော့ကြည့်ကြအောင်ဗျအားလုံးအနေနဲ့ highlight ဗီဒီယိုတွေတနည်းအားဖြင့် game ဗီဒီယိုတွေတင်မယ်ဆိုလို့ရှိရင်ဒီလိုစတာပေါ့နော်အဲ့ဒီလုံးမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုတစ်ခုရွေးလိုက်မယ်ရွေးဗီဒီယိုတစ်ခုမှာဆိုလို့ရှိရင်ဒီနော် format ရှိရဗျ format ကဒီ TikTok တွေဘာလို့ဆိုလို့ရှိရင်အနည်းဆုံး 1:1 ဖြစ်ရမယ်ပြီးရင်ဒီ YouTube တွေဘာလို့ဆိုလို့ရှိရင်ဒီ 16:9 ဖြစ်ရမယ်ပေါ့ဗျာ16:9 ဖြစ်တဲ့အခါမှာလည်းဒီ browser အနေနဲ့ဒီ status bar ပေါ့နော် status bar လေးမပေါ်အောင်ဒီ game လေးလုံးရင်ပို့ပြီးတော့ကောင်းနေဗျဒီ status bar ဆိုတာကဒီအပေါ်ကပေါ့နော်ဒီဘယ်နှကောင်ကြီးတွေရွှေဘလောက်တာတွေပြည့်အောင်မှာဘာညာတရကားပေါ့နော်အားလေးပေါ်နေရလေးပြောတာပါအဲ့ဒီအလေးကိုဒီလုပ်လိုက်မယ်ပေါ့ဗျာလုပ်ပြီးလို့ရှိရင်ဒီကိုကခိုင်းစောနေရရိုးကြည့်နေရတဲ့ခန်းအကျဉ်းမဟုတ်ဘဲနဲ့ဒီပေါ့နော်ဗီဒီယိုပုံစံကြည့်နေရတဲ့ခန်းအကျဉ်းကပို့ပြီးတော့မိုက်ရဗျကိုကစောနေလို့စောနေတော့ဒီတင်းထားတဲ့ဗီဒီယိုဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဗျဒီလို highlight တွေပြန်လုပ်တဲ့နေရာမှာဒီဘာမှအောက်ကောဘောပေါ့နော်ဘာမှမပါတာပို့ပြီးတော့အဆင်ပြေတယ်ဗျ TikTok မှာတင်ဖို့ဆိုလို့ရှိရင်ဒီနော်ပေါ့နော်9:17လို့တနည်းအားဖြင့်3:4တော့ပို့ဆင်ပြေတယ်ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီပုံမှန်တို့ overlay တွေထပ်တင်လို့ရတယ်ပြီးရနောက်မှာဆိုလို့ရှိရင်ဒီမောပေါ့နော် overlay ပုံလေးပေါ့နော်လိုက်ရွေးပြီးလို့ရှိရင်ဒီ Moscow game လေးဆို Moscow ပုံစံလေးလိုက်ရွေးမယ်ရွေးပြီးတဲ့နောက်မှာဒီတင်းပြရအောင်ပြောတာပါဗျအဲ့လိုလေးအပေါ်နေတော့တင်းပြရပြီးရနောက်မှာဒီ status bar အုပ်တဲ့ဒီတင်းပြရပေါ့နော်တင်းပြရနောက်မှာအဲ့အောက်ကလည်းအဲ့လိုမျိုးလေးလိုက်လို့ပေးရမှာပဲဗျလိုက်လို့ပြီးတော့ဒီနှစ်ခုပေါ့နော်ဒီအဲ့လိုနှစ်ခုလည်းပြီးတော့ဒီမှာဒါအကျန်းပုံနဲ့လုပ်ရတာပါပြီးမှဘာလို့ပါလားဒီစိတ်ကြိုက်ပေါ့နော် edit တွေပါလို့ပေါ့ effect တွေပါထည့်လို့ရပါတယ်အဲ့လိုပုံစံလေးဆိုလို့ရှိရင်ဒီ TikTok ကပို့ပြီးတော့အဆင်ပြေတယ်ဗျပြီးရင်တော့ K1 တွေပါရှောက်ပင်ဆိုလို့ရှိရင်လည်းဒီလိုဒီ ratio ကဆိုလို့ရှိရင်တော်တော်အဆင်ပြေတယ်ဗျအဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ကစာလေးတွေပါလေးရေးမယ်ဒါအကျန်းရေးရတာပါအကျန်းရေးပြီးတော့ဒီမှာတင်လိုက်မယ်ပြီးလို့ရှိရင်မှာပေါ့နော်ဒီနေရာလေးတင်လိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဗျကိုတို့ကတော့ YouTube တော့ပဲဖြစ်ပါတယ်ဗျကိုကဗီဒီယိုတစ်ခုအဲ့ဒီလုပ်ပြီး YouTube မှာတင်တော့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုတစ်ခုနှိပ်လိုက်ပါတော့ပြီးရတော့မှပြီးရင်တော့ကိုကနှိပ်လိုက်ပြီဆိုရင်ဒီ 15:9 ဖြစ်ပါလိမ့်မယ်အဲ့ဒီနောက်မှာဆိုရင် YouTube အားလာတဲ့အခါ thumbnail ပဲဖြစ်ပါတယ်ဗျ thumbnail ကကြတော့ဒီလူတွေကိုပေါ့နော်ဒီကိုဗီဒီယိုမာတွေကိုပို့ပြီးတော့စိတ်ဝင်စားမှုရအောင်ကျွန်တော်တို့ဒီစက်ကောင်နိုင်တဲ့ဟာလေးပဲဖြစ်ပါတယ်ဗျဒီလိုပေါ့နော်အဲ့ဒီလိုရေးမယ်ပြီးရင်ဒီမှာအောက်မှာဆိုရင်ရေးမယ်ပြီး decoration မှာဆိုလို့ရှိရင်ဒီ event ရဲ့လိုအပ်ချက်တွေရေးမယ်ဘာရတဲ့ကောင်နော်ရေးပြီးလို့ရှိရင်ဒီမှာနှိပ်ပြီးလို့ရှိရင်တော့တင်လိုက်ရုံပါပဲဗျ YouTube မှာဆိုလို့ရှိရင်တို့ event အကြောင်းတွေတင်တာပို့ရအဆင်ပြေဗျ game လေးလည်းရပါတယ်ဒါပေမဲ့ဒီ game လေးဆိုလို့ရှိရင်လည်းလူတွေစိတ်ဝင်စားရမယ်ဒီပေါ့နော် plan လေးနဲ့တင်တာပို့ရအဆင်ပြေဗျကိုယ့်ရဲ့ video ကောင်းတယ်လို့ဒီ view မှမရှိရင်လည်းအလကားပဲဖြစ်တဲ့အတွက် YouTube က thumbnail ကအဓိကကြပါတယ် thumbnail လည်းကောင်း video လည်းကောင်းပြီဆိုလို့ရှိရင်ဒါတော့အနေနဲ့ဒီစင်ရဖို့ကပို့ပြီးတော့ဖြစ်နိုင်ရေးရှိပါပြီဗျ event ကြောင့်တင်တာတွေကတော့ကျွန်တော်ထွေထွေပြောကြမလို့ပါဘူးဗျဘာလို့လဲဆိုတော့ကျွန်တော် YouTube channel ထဲမှာဇာတ်အနေနဲ့ဝင်ရောက်ရှာဖို့ပြီးတော့ကြည့်ရနိုင်ပါတယ်ကိုပြောပါလားလေကတော့ကျွန်တော်ရဲ့ဒီစိတ်နေမြဲရတဲ့ video creation နည်းလေးပဲဖြစ်ပါတယ်ဗျဒါအနေနဲ့ဒီ event ကြောင့်လေတီးဖို့ဆိုလို့ရှိရင်ဗျာအနေနဲ့အရင်ဆုံး Discord account ရှိရပါတော့ Discord account ရှိမှာကဒီကျွန်တော်တို့ရဲ့ event တွေအကြောင်းတွေပြီးရင်ဘယ်နေ့မှတင်ပြတဲ့ event တွေကိုဘယ်လိုလုပ်မလဲဒီ event တွေကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဖြစ်ပါတယ်ဗျ event မှာလည်းနှစ်ခုရှိပါတယ်ဗျဒီလုံးတစ်ခုကကျတော့သူလောက်ခိုင်းတဲ့အကြောင်းအရာကိုကျွန်တော်တို့ကတပင်မတင်းလိုက်ပြီးတော့လုပ်ပေးရတာပါဘယ်လိုလုပ်ပေးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းပေါ့နော်ဟိုမှာ exotic event ဆိုလို့ရှိရင်ဒီ Kagura နဲ့ယူဆောင်လိုရဲ့အကြောင်းဖြစ်ပါတယ်အဲ့ဒီ Kagura နဲ့ယူဆောင်လိုရဲ့ဒီ hero နှစ်ကောင်ရဲ့အကြောင်းကိုပဲကျွန်တော်တို့ကတင်ပြရမှာဖြစ်ပါတယ်ဗျတင်ပြရမှာလည်းဒီလိုအပ်ချက်ပေါ့နော်လိုအပ်ချက်များဆိုတဲ့အောက်ကဒီစာကိုကျွန်တော်တို့က copy ယူပေးရမယ် copy ယူပြီးလို့ရှိရင် brother တို့ရဲ့ဒီ video decoration မှာပေါ့နော်ကျွန်တော်တို့တွေကသွားပြီးတော့ဒီ page ချမယ်ပြီးရင်တော့မခင်းရင်ဒီရမယ်ပြီးရင်တော့မှာဆိုလို့ရှိရင်တော့ဒီ MMV Talk Creation ကိုကျွန်တော်တို့ mention ခေါ်မယ် YouTube နဲ့တခြားအရာမှာဆိုလို့ရှိရင်တော့ mention ခေါ်လိုက်ရတယ်မခေါ်လိုက်ရပါတယ်ဗျ
ပြန်တော့မှသူ့အိမ်အောက်ကလင်းကိုကျွန်တော်တို့ရဒီဖောင်တင်းပြရမယ်ပေါ့နော်ဒီမှာတော့ရောင်းနေတဲ့ဒီ MVP အကြောင်းနဲ့ပတ်သက်တာဆိုရတယ်ဘာပဲတင်နေဘာပဲလုပ်လို့အောက်ဆိုရှင်ရပါတယ်ဗျနော်အဲ့ဒါတော့ဒီပိုးရောလွယ်ကူတယ်ဒါပေမဲ့စိန်ရတော့စိန်ရတော့နည်းမယ်ပေါ့နော်ဒါကြတော့ဒီကြိုက်တဲ့ event ပြီးရတော့မှဒီကြိုက်တဲ့ video ရဲ့ gameplay တွေ highlight တွေကိုတင်လို့ရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီ lower shot ပေါ့နော် lower shot များဆိုတဲ့နေရာမှာရောင်းနေတဲ့ဒီ copy နဲ့ယူရမယ်နော်ပြီးရတော့မှဒီ video မှာပေါ့နော်ဒီ lower shot တွေပြည့်စုံပြီဆိုလို့ရှိရင်ဒီအောက်က link မှာတို့တွေကသွားရောဖောင်ပြည့်ပေးရမယ်ခဲတော့ကျွန်တော်ကဒီမှာပေါ့နော် copy နဲ့ယူပြီးတဲ့နောက်မှာဒီလိုနဲ့တို့ဒီအဆုံးဒီကျွန်တော်ကတင်ပြပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီအဆုံးဒီလိုက်ပြီးတော့ကြည့်ယူပေးကြအောင်ဗျခုကျွန်တော်က YouTube မှာဗီဒီယိုတစ်ပုဒ်တင်လိုက်တယ်ပြီးရနောက်မှာဒီဗီဒီယိုဆိုတဲ့အထဲမှာပေါ့နော်ကျွန်တော် edit ဆိုတဲ့အောင်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးနောက်မှာဒီ description မှာပေါ့နော်ဒီပြထားတဲ့အတိုင်းပဲဒီလိုရတဲ့ဟာကြီးပေါ့နော်ဒီသူ့အရင်လိုရတဲ့ဟာကြီးထည့်မယ်ပြီးရနောက်မှာကျွန်တော်ရဲ့ game ID ပြီးရနောက်မှာပြင် server ID ပေါ့နော် server ID ပြီးဒီ app.creation တော့ထည့်လိုက်ရတယ်မထည့်လိုက်ရတယ်ကျွန်တော်ကတော့ပို့လို့ထည့်တာပဲဖြစ်ပါတယ်ဗျအဲ့ဒီနော်ဒီမှာအဲ့ဒီလိုအချက်လက်တွေပြည့်စုံပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဗီဒီယိုကို save လုပ်မယ်ဆေးလုပ်ပြီးလို့ရှိရင်တို့ဒီကနေတော့ copy နဲ့ယူလိုက်မယ်ပေါ့နော် copy နဲ့ယူမယ် copy နဲ့ယူလို့ရှိရင်ခုနကကျွန်တော် Discord မှာရှိတဲ့ဒီ event များတွေကိုပြန်သွားမယ်ပေါ့နော် event များတွေကိုသွားလို့ရှိရင်ကျွန်တော်လုပ်လိုက်တဲ့ event တော့ပေါ့နော်ဒီကျွန်တော်ဒီအောက်ဆုံး event လုပ်တဲ့အတွက်အောက်ဆုံး event က link ကိုနှိပ်လိုက်မယ်ပြီးရတော့ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ထည့်ပြရတယ်ရှိရတယ်ထည့်မယ်ဒီတော့ကကျွန်တော်ရဲ့ game ရဲ့ server ID ပြီးရတော့ကျွန်တော် game ID ပြီးရတော့ကျွန်တော်တို့ဒီ contact ပေါ့နော် contact လုပ်ဖို့လည်း Discord account လိုတယ်ပေါ့နော် Discord account ကျွန်တော်က Ryan ကိုတော့ချက်663ဆိုတာလေးပါဘို့လို့ထည့်ပြရတယ်ဗျပြီးရမှာလို့ဒီမြန်မာနိုင်ငံပေါ့နော်ပြီးရင်လမ်းဝဲရကြတော့ဒီဘာမီပေါ့နော်ပြီးရနောက်မှာဒီမှာကြလို့ရှိရင်ဒီ select လုပ်တဲ့နေရာမှာကြတော့ဒီ TikTok တို့ YouTube တို့နော် TikTok ဆိုရင် TikTok YouTube လုပ်ပေးရမယ်ပြီးရမှာကတော့ copy link ကိုဒီမှာ paste ချလိုက်မယ်ဗျပြီးရမှာတော့ channel link ပေါ့နော် channel link ကိုလည်းဒီမှာ share လုပ်ပြီးတော့ copy ယူမယ်ယူပြီးရနောက်မှာဒီတို့ဒီမှာပေါ့နော်ထပ်ပြီးတော့ဒီအောက်ကမှာပေးချလိုက်မယ်ပြီးရတော့ဆိုရင်အမှန်လေးရှိပြီးကျွန်တော် submit လုပ်လိုက်အောင်ပါဗျ submit လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအောင်မြင်တော့ကျွန်တော်တို့ဖောင်နှင်းပြီးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီမှာအဓိက browse အနေနဲ့အရေးကြီးတဲ့ချက်ကဘာလဲဆိုလို့ရှိရင်ဒီပေါ့နော်ဒီကရဲ့ဒီပေါ့နော်ကုံဆုံးမရက်မတိုင်ရင်3ရက်အလိုမှာကျွန်တော်တို့ကဒီသူ့ကိုပို့ပေးရမှာဖြစ်ပါတယ်အဲ့ဒါ9ရက်နေပြီးမယ်ဆိုရင်ကျွန်တော်တို့တွေကဒီ3ရက် sorry ပို့မယ်ဆိုရင်4ရက်နေလောက်တည်းကပို့ပေးရမှာဖြစ်ပါတယ်ဗျပြီးရတော့မှကျွန်တော်တို့တွေကဒီ event တစ်ခုပေါ့နော်ဒီဗီဒီယို3ခုပို့ပေးလို့ရတယ်ဗျဗီဒီယို3ခုစလုံးကောင်းတယ်ဒီရွေးလက်ခံရဆိုလို့ရှိရင်တော့စိန်ပိုးပြီးရမှာဖြစ်ပါတယ်ဗျအဲ့တော့ခုကကျတော့ဒီ Discord account မရှိသေးတဲ့လူတွေအတွက်ကျွန်တော်က Discord account ဖွင့်နေတယ်ကိုကျွန်တော်တင်ရမှာဖြစ်ပါတယ်ဗျ Discord app ကိုဆက်လက်ဖွင့်ပြလို့ရှိရင်တို့ဒီကိုဝင်လာလို့မြင်ရမှာပါအဲ့ဒီမှာတို့က register ဆိုတဲ့အရာကိုနှိပ်လိုက်ရပါမယ်ဗျပြီးရင်တော့ brother တို့ရဲ့ဒီ phone number ကိုပေါ့နော်ထည့်ပေးရမယ်ဒီ3ညနဲ့မစရပါဘူး9နဲ့စရပါမယ်ဗျ9နဲ့စပြီးရထည့်ပြီးလို့ရှိရင်တို့ name ကိုနှိပ်လိုက်မယ်name ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ verification code ပေါ့နော်ပေးလိမ့်မယ်တောင်းလိမ့်မယ်ဗျအဲ့ဒီအကိုကျွန်တော်ရဲ့ဒီဖုန်းနဲ့ကိုလမ်းပို့ပေးမှာဖြစ်ပါတယ်အဲ့ဒီဟိုကိုကျွန်တော်တို့ကဒီမှာပြန်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်ဗျကိုထည့်ပြီးဆိုလို့ရှိရင်တို့ verify ကိုနှိပ်မယ်ပြီးရတော့မှဆိုရင်ဗျာတို့ပေါ့နော်ဒီ username ဒီရေးခိုင်းလိမ့်မယ်ဗျ username ကိုကျွန်တော်ကရေးလိုက်မယ်ပေါ့နော်ပြီးရင် password လည်းထားရပါမယ်ဗျကဲဒီဆင်းပြီးဆိုလို့ရှိရင် brother တို့ရဲ့ဒီမွေးသက်ခိတ်ကိုတောင်းပါလိမ့်မယ်ကျွန်တော်ကတော့ဒီမှာအစမ်းထည့်ပြလိုက်မယ်ပေါ့နော်အစမ်းထည့်ပြလိုက်မယ်ပြီးရတော့မှ create an account တော့နှိပ်လိုက်မယ်ပေါ့ဗျအဲ့လိုချင်းခုလိုပုံစံလေးရပါပြီအဲ့ဒီမှာ profile picture လေးတစ်ခုထည့်ပြလိုက်မယ်ထည့်ပြီးလို့ရှိရင်ဒီ next ဆိုတဲ့ຢာလေးကိုနှိပ်လိုက်မယ်အဲ့မှာဆိုလို့ရှိရင်ဒီ browser အနေနဲ့ပေါ့နော်ဒီ phone number တွေပါအမှန်လေးပါလေးရှင်းပြီးလို့ရှိရင်ဒီ next ကိုနှိပ်ပြလိုက်ပါမယ်ဗျအဲ့ဒီမှာ browser တို့ဒီနာမည်ရေးနေမယ်နာမည်ပေါ့နော်ကျွန်တော်နာမည်ရေးလိုက်မယ်တန်တို့ပေါ့လေရေးလိုက်ပေါ့နော်ရေးလိုက်ပြီးလို့ရှိရင်ဒီမှာကျွန်တော် skip လိုက်မယ်ပေါ့နော် skip လိုက်လို့ရပါတယ်ကျွန်တော် skip လိုက်မယ် join a friend on Discord ဆိုတာလေးကိုနှိပ်ပါဗျအောက်ဆုံးပါပါအဲ့ဒီအလေးနှိပ်ပြီးလို့ရှိရင်တို့ဒီမှာပေါ့နော် http discord gg ဆိုလို့ရှိရင်နောက်ကဒီသူ့ရဲ့ဒီ invite link တွေပါယူပြီးတော့ page ချလိုက်ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်နာမည်ရေးရရတယ်ပေါ့နော်ကျွန်တော်ကတော့ invite link ရှိရတဲ့အတွက်ကျွန်တော် invite link ကိုယူလိုက်မယ်invite link မရှိရင်လည်းဒီ MVP creation ကိုဒါ join ရဆိုလို့ရှိရင်ဒီလိုလေးရေးလို့ပြီးတော့ join server ကိုနှိပ်လို့ရပါတယ်ဗျအဲ့လိုရင်တော့ကိုဒီမှာ join server တွေရအောင်ကျွန်တော်နှိပ်လိုက်မယ်ဗျနှိပ်လိုက်ရင်တော့ဒီလိုလေးပေါ်လာလိမ့်မယ်အဲ့တော့ accept invite ဆိုတာလေးကိုကျွန်တော်ဆက်ပြီးတော့နှိပ်လိုက်မယ်ဗျ
the sea for a getaway. Car top down and we're driving. အဲ့တော့ဒီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီအိုးနဲ့အပင်နဲ့ကိုကျွန်တော်တို့ရွေးပြီးတော့ဒီနှိပ်ပြရမှာဖြစ်ပါတယ်ဗျ Sand in your feet, feel the breeze in the summertime. Stars in the sky, one dying for the first time. Moving away to the sea. Moving away, can't you see? ဟောပြရပြီနော်ဘာဒီဖိုင်ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့အဆင်ပြေသွားပြီပေါ့နော်အဆင်ပြေလို့ရှိရင်ဒီမှာသူကအောက်ကဟာကိုနှိပ်ပါဗျ verification လုပ်ခိုင်းတာပါအဲ့ဒီမှာဆိုလို့ရှိရင် brother တို့ကဒီပေါ့နော်ဒီ gain ID ကိုရေးပြရမှာဖြစ်ပါတယ်ဗျ gain ID နဲ့သူကဒီ brother တို့ကိုဒီ MCD point လေးပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီမှာ gain ID ကိုရေးလိုက်ပြီးရေးပြနောက်မှာဒီစမ်းလိုက်လို့ရှိရင်ပေါ့နော်ဒီမှာသူကကျွန်တော်တို့ gain လေးကိုဒီမေးပေါက်ထဲကိုပုတ်ပို့ပေးတယ်ဒီကုတ်ကိုကျွန်တော်တို့ယူပြီးတော့ဒီမှာပြန်ပြီးတော့ပြန်ပို့ပေးလိုက်အောင်ပါဗျကိုလေးရပြီဆိုလို့ရှိရင်တော့ဒီမှာရေးပြီးတော့ကျွန်တော်ပို့ပေးလိုက်မယ်ဗျ So we gonna do this tonight. There won't be one more time. So we gonna do this. အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အောင်မြင်သော verification ပြီးသွားပါပြီအဲ့နောက်မှာဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာလုပ်ကြလေးတစ်ခုကြံနေအဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ဒီ select row ဆိုရလို့နှိပ်လိုက်မယ်နှိပ်ပြီးတဲ့နောက်မှာဒီမြန်မာအလံလေးကိုပေါ့နော်ကျွန်တော်တို့ဒီအမှန်လေးတွားပြီးတော့ထိပေးလိုက်ပဲဗျအဲ့လိုထိပေးမှသာဒီမြန်မာနိုင်ငံ event နေနဲ့ဒီ chat box ကပေါ်လာမှာဖြစ်ပါတယ်ဗျအဲ့ဆိုလို့ရှိရင်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်လုံးဝအဆင်ပြေပါပြီဗျဒီမြန်မာ chat box လေးပေါ်ပြီးပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဒီမှာ event များဆိုရကိုလည်းနှိပ်လိုက်ပြီဆိုလို့ရှိရင်အကုန်လုံးအဆင်ပြေပါပြီအဲ့တော့ကျွန်တော်တို့တွေကဒီ winner လေးတွေဘာတွေကတော့ဒီဂျာသာဘေးနေကိုဗီယိုတင်းပြီးတော့နှစ်ပတ်ကြာနေဂျာသာဘေးနေမှာပေါ်မှာဖြစ်ပါတယ်အဲဒီဂျာသာဘေးနေမှာတွားပြီးတော့ winner လေးကြည့်မယ်ပြီးရင်တောက်ရနေရလို့ရှိရင်စိတ်နေရမယ်ပေါ့နော်ဒါပါပဲခုနကကျွန်တော်ဖောင်ပြေးတော့ဟာ Warren ကိုချက်6ရောက်3ဆိုတာကကျွန်တော်ဒီမှာပေါ့နော်ဒီကျွန်တော်ရဲ့ကိုယ့်ရဲ့ account ထဲကိုတွားပြီးတော့ကြည့်ပြီးတော့အဲ့ဒီ profile number ကိုရေးပြတာဖြစ်ပါလေဗျဒီ MCD point တွေကိုဒီ skin တွေပိုင်းနဲ့လဲတယ်ပြီးရတော့မှာ point တွေရတယ်ဆိုတော့ဘယ်လိုဆေးရလဲဆိုတော့ကျွန်တော်ရဲ့ YouTube channel မှာတင်ပြရတာရှိပါတယ်ပြီးတော့အနေနဲ့ဝင်ရောက်ပြီးတော့ကြည့်ယူနိုင်ပါတယ်ဗျအားလုံးပဲဆင်ပြေကြပါစေဗျ